ဆိုတာလည်းပဲကိုယ့်ရဲ့ရည်ရွယ်ချက်ကခိုင်မာနေမှာကိုယ့်ရဲ့ရည်မှန်းချက်ကကြီးမားနေမှာလောက်ပြနိုင်မှာအဲ့လိုမျိုးမဟုတ်ဘဲနဲ့ငါတို့ရဲ့အရှိကစီနီယာတွေလည်းရှိတယ်ဟိုတယောက်ကလည်းငါထက်ချမ်းသာတယ်ပတ်စံပိုရှိတယ်ဟိုတယောက်ကဆိုရင်လည်းငါထက်တောင်ပိုချောသေးတယ်ပိုလှသေးတယ်အဲ့လိုမျိုးစိတ်နဲ့တော့ကိုတင်ငင်လိုက်နေဘာဖြစ်လို့လဲဆိုတော့လူတိုင်းက perfect ဖြစ်တာမဟုတ်ဘူးသူဟာနဲ့သူ limit နဲ့သူကတော့ရှိတယ်channel ကနေလွှဲထွေးစွာကြိုးဆိုပါရရှင်။ခိုင်စအောင် channel ကနေပြီးတော့ page နဲ့ပတ်သက်ပြီးတော့ personal grooming တွေ catwalk တွေစားတဲ့ body beauty brand ပေါ့နော်လိုအပ်တဲ့ဒီ page လောကမှာလိုအပ်တဲ့အကြောင်းအရာလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါရရှင်။ခိုင်စအောင်အခုဒါ page တယောက်အနေနဲ့ရော address တောင်းအနေနဲ့ရောလုပ်ကိုင်နေပါရရှင်။အဲ့တော့ခိုင်စပထမဦးဆုံးမိကုန်းတစ်ခုမေးချင်တာကလူတိုင်းမှာအိမ်မက်ကိုစီရှိကြတယ်။မျောလင်းချက်ကိုစီထွေးပိုက်ထားကြတယ်။အဲ့တော့အဲ့လိုအိမ်မက်တွေမျောလင်းချက်တွေအဖြစ်စီးခံလာရတဲ့အခါမမျှော်လင့်တဲ့အရာနဲ့ပျက်စီးဆုံးရှုံးသွားတဲ့အခါဘာနဲ့ရှေ့ဆက်ကြမလဲဘာနဲ့ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်စီကိုရောက်အောင်သွားမလဲအဲ့တော့ခစင်ကြုံတွေ့ခဲ့ရတဲ့ experience တွေရောခစင်တင်ယူခဲ့ရတဲ့အရာတွေကပါခစင် message တစ်ခုပေးချင်တာကမျှော်လင့်ချက်နဲ့လုံးဝအသက်မရှင်ပါနဲ့ရည်ရွယ်ချက်နဲ့အသက်ရှင်ပါကိုမှရည်ရွယ်ချက်ခိုင်ခိုင်မာမာကြီးမာမာရှိမှတာလျင်ကိုရဲ့ရည်မှန်းချက်ပန်းတိုင်စီကိုရောက်နိုင်မှာဖြစ်ပါရဲ့ရှင်။ခိုင်စင်ဆိုရင် Miss Intercontinental မြန်မာ2025တယောက်အနေနဲ့ဒီချင်းနိုင်ငံကိုစားပြုသွားရောက်ရှင်ပြိုင်ရမှာအဲ့ဒါအတွက်ကြောင့်မို့လို့အများကြီးစူးစမ်းအားထုတ်ခဲ့ရတယ်။ကိုကဒီပိကျက်လောကကိုလည်းစောင့်ဝင်တာမကြသေးဘူးပြီး international ပွဲနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ဒါ Intercontinental ကပထမဆုံးပွဲလေးဖြစ်တယ်။အဲ့တော့ကိုယ့်ရဲ့ဒီစီနီယာတွေထက်ဆိုင်ကိုကဝါနုနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တအားစူးစမ်းရတယ်။အစားစားရာအများကြီးအားထုတ်ခဲ့ရတယ်။ဒါမဲ့လည်းမမျှော်လင့်ထားတဲ့ဖြစ်ရဆိုလုံးဝမမျှော်လင့်ထားတဲ့အရာအဲ့ဒီအရာနဲ့ကိုယ့်ရဲ့ဒီမျှော်လင့်ချက်တွေအိမ်မက်တွေပျက်စီးဆုံးရှုံးသွားတယ်။ဒါမဲ့ရည်ရွယ်ချက်ကခိုင်မာနေတော့ဘယ်ရာကမှဖြိုလဲလို့မရဘူး။အဲကြောင့်မလို့နောက်ထပ် stronger ဖြစ်လာတယ်။နောက်ထပ်လည်းပဲဒီလောကမှာပို့ပြီးတော့ရုန်းကန်လှုပ်ရှားချင်သွားတယ်။အဲကြောင့်မလို့အခုဒါပိကျက်လောကတွေကိုစဝင်မဲ့သူတွေအတွက်ဆိုရင်ကိုကပိကျက်သပွဲကို join လိုက်တယ်ဝင်ပြန်လိုက်တယ်placement ရတာမရတာတွေကိုစိတ်ထဲမထားဘူးပေါ့ဝင်ပြန်လိုက်တယ်ပြီးသွားပြီပေါ့အဲ့လိုမျိုးနဲ့ပေါ့ပြန်မတွေးစေချင်ဘူး။ဘာကြောင့်လဲဆိုတော့ကိုကဒီပွဲတစ်ပွဲကို join မယ်လို့စိတ်ကူးလိုက်တာနဲ့ကိုယ့်ရဲ့ပထမဦးဆုံးအချက်ကအချိန်အရန်ပေးရတယ်။နောက်တစ်ခုကတော့ဘလောက်ပဲချွေတာတုံးကိုယ့်ရဲ့ငွေကုန်တယ်။နောက်တစ်ခုကတော့ကိုယ့်ရဲ့နောက်ဆုံးအချက်ကတော့တကယ်အရေးကြီးဆုံးစိတ်တအားပင်မယ်။အဲကြောင့်မို့လို့အဲ့လိုမျိုးကြီးကိုကပေးဆက်ခဲ့ပြီးရဲ့နောက်မှာကိုကပေါ့ပြက်နေနဲ့ပဲတွေးလိုက်တယ်ဆိုရင်တော့ကိုယ့်ရဲ့ဒီရည်ရွယ်ချက်ဆိုတဲ့နော်ရည်မှန်းချက်ဆိုတဲ့ပန်းတိုင်ကိုမရောက်ဘူးပေါ့အဲကြောင့်မလို့အမှန်တမ်းပြောလို့ရှိရင် page တစ်ပွဲကို join မယ်ဆိုရင် placement ရတာမရတာကဒါဒီပွဲရဲ့နော်တိုင်လူကြီးတွေနဲ့လည်းဆိုင်တယ်ပြီးလို့ရှိရင်ဒီခါတလေမှာပုတ်တင်တွေနဲ့လည်းဆိုင်တယ်အဲကြောင့်မလို့ခိုင်စင်ဆိုလည်းပဲဒီပေါ့နော်ဒီ Intercontinental ပွဲကို join တော့ကရောခုနနော်မြန်မာကိုစားပြုအနေနဲ့သွား join ရမယ်ဒီပွဲကိုရောပြီးက
ခန်းစဉ်ခံပတ်မယ်ဆိုရင်နောက်ထပ်ပြိုင်တဲ့ပွဲတွေအတွက်ကိုပါခန်းစဉ်ကဘာစိတ်ပဲထားလဲဆိုတော့ငါဒီပွဲကိုပြိုင်တယ်အကောင်းဆုံးစူးစမ်းမယ်ငါ placement ရတာမရတာထက်ငါ့ကိုမြင်တဲ့လူတိုင်းကသိနေရမယ်အဲ့တော့ကိုကဒီlocal ပွဲမှာပြိုင်မယ်ဆိုရင်လည်းပဲကိုယ့်ရဲ့နာမည်ကိုလူတွေသိနေရမယ်ဘာလဲဆိုတော့ကိုက passion ရှိရလေ action ရှိရလေ talent တွေလည်းရှိရလေအဲ့ခါကျရင်ကိုကပြောမယ်ဆိုရင်ပတ်စံမရှိရင်တောင်မှအဲ့လိုအရာတွေကိုမြင်ပြီးတော့သဘောကျတဲ့ fan တွေကအများကြီးပဲနောက်တစ်ခုကကိုက international မှာသွားပြိုင်တော့မယ်ဆိုရင်လည်းပဲကိုကခုနပြောသလိုမျိုး passion ရှိတယ် action ရှိတယ် talent လည်းရှိရဲဆိုရင်မြန်မာဆိုတာကြည့်လူတိုင်းကသတိထားမိပါပဲအဲ့ကြောင့်မို့လို့ခါကျရင်ပွဲတစ်ပွဲမှာပေါ့နော် placement မရလို့ဟိုပေါ့နော်တချို့ကမကောင်းဘူးလို့ထင်မြင်တတ်ကြတယ်ဟုတ်ဘူး placement ရခြင်းမရခြင်းဟာကိုနဲ့မဆိုင်ဘူးအဲ့က Justin နဲ့ဆိုင်တယ်ဘာလို့လဲဆိုတော့ဂျားထဲမှာသူတို့ရဲ့ဒီပေါ့နော်ဘယ်လိုပြောမလဲသူတို့ရဲ့ rule တွေလည်းရှိမှာပေါ့နော်ဒါကတော့ကိုမသိဘူးပေါ့အဓိကကိုသိတာကကိုအကောင်းဆုံးစူးစမ်းရမယ်ကိုအကောင်းဆုံးလုပ်ပြနိုင်ရမယ်အဲ့ဒါကဒါတွေကိုပေါ်မှာပဲမှုတည်တာအဲ့ကြောင့်မို့လဲအဲ့လိုလုပ်ပြနိုင်ဖို့ဆိုတာကလည်းပဲကိုယ့်ရဲ့ရည်ရွယ်ချက်ကခိုင်မာနေမှာကိုယ့်ရဲ့ရည်မှန်းချက်ကကြီးမားနေမှာလုပ်ပြနိုင်မှာအဲ့လိုမျိုးမဟုတ်ဘဲနဲ့ငါတို့ရဲ့အရှိကစီနီယာတွေလည်းရှိရယ်ဟိုတယောက်ကလည်းငါထက်ချမ်းသာတယ်ပတ်စံပိုရှိရယ်ဟိုတယောက်ကဆိုရင်လည်းငါထက်တောင်ပိုချောသေးတယ်ပိုလှသေးတယ်အဲ့လိုမျိုးစိတ်နေတော့ကိုတင်ငင်လိုက်နေဘာဖြစ်လို့လဲဆိုတော့လူတိုင်းက perfect ဖြစ်တာမဟုတ်ဘူးသူဟာနဲ့သူ limit နဲ့သူကတော့ရှိတယ်ကို့မှာလည်းကိုယ့်ရဲ့ natural beauty smart intelligence တွေပိုင်ဆိုင်ထားတယ်လေအဲကြောင့်မို့လို့ကိုယ်တိုင်ပဲအကောင်းဆုံးစူးစမ်းပြီးတော့ဝင်ပြိုင်ပါပြီးရင်ကိုကပွဲတစ်ပွဲကိုစပြီးတော့ပြိုင်မယ်လို့စိတ်နှစ်လိုက်ပြီးဆိုကြတဲ့ကရည်ရွယ်ချက်ကြီးမားမားနဲ့ခိုင်မာထားပါအဲ့လိုမှဒါနဲ့ဘလို့ဖြစ်ရဆိုးတွေနဲ့ပဲကြုံဘလို့မတော်တဆပေါ့နော်ဖြစ်ကိုယ့်ရဲ့စိတ်ကိုတင်ထားနိုင်မှာဖြစ်ပါရဲ့ရှင်အဲ့တော့ခုဒါခစီရဲ့ဒီအတွေ့အကြုံကနေတစ်စင်းရလာတဲ့ experience တွေကနေပြီးတော့ထပ်ပြောချင်တာကမျောလင်းချက်နဲ့အသက်မရှင်ပါနဲ့ရည်ရွယ်ချက်နဲ့အသက်ရှင်ပါနောက်ထပ်သိချင်တဲ့ကြားလေးရှိရင်လည်းပဲ comment မှာရေးပေးထားကြပါပြီးရင်ခုဒါခစီပြောတော့တဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့လည်းပဲအမြင်မတူတာလေးရှိရင်လည်းပဲ share လုပ်ပေးကြပါခစီရဲ့ channel ကိုတကယ်၍သဘောကျရဆိုရင်တော့ like and subscribe လုပ်ပေးတော့ကြပါဦးဒီနေ့ချင်ပါရှင်အားလုံးကျေးဇူးတင်ပါတယ်